အနီးကပ်နဲ့ပတ်သက်ပြီးလီဗာပူးစတာကိုအတန်းဖက်ကအပစ်ပေးဖို့ပြင်ဆင်သတင်းတရီဆောက်တန်တန်နဲ့ကာရာဘောင်ဖလားပွဲမှာယူဒတ်ဖွေရအနီးကပ်ထိခဲ့တဲ့တိုက်စစ်မှုအကီတီကီကိုလီဗာပူးဖက်ကအပစ်ပေးဖို့ပြင်ဆင်နေပါတယ်။အကီတီကီဟာဆိုပါပွဲမှာအစ်ဆက်အစာလူထားဝင်လာပြီးနောက်အနိုင်ကိုတွင်းယူနိုင်ခဲ့ပေမယ့်နော်ဝါတနီနဲ့အထုတ်ခံခဲ့ရပါတယ်။အသက်20နှစ်သားဟာကနေဘူးတုံးကအဝါကတ်တကျင့်ထိချခဲ့ပေမယ့်ဂိုးသွင်းအပြီးမှာအင်ကြီးချွတ်အောင်ပွဲခံခဲ့လာကြောင်းနောက်တော်ဝါနဲ့အတူအနီးကပ်ပြတ်အထုတ်ပယ်ခံခဲ့ရပါတယ်။သတင်းတွေရလီဗာပူးအသင်းဟာဆိုပါလက်ရက်အတွက်အကီတီကီကိုပေါင်၄သိန်းတန်ကြီးချမှတ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ပြင်သစ်သားနာနွေရာသီတုန်းကဖရန်ဖာကနေပေါင်89တန်းနဲ့လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းမှာအကီတီကီဟာ9ယောက်မြောက်လုခါစာအပါဆုံးကစားသမားအဖြစ်ရှိနေပြီးတပတ်ကိုပေါင်3သိန်းလောက်ရရှိနေပါတယ်။နွေရာသီလီဗာပူးအသင်းထံပြောင်းလာပြီးကတည်းကပြင်သစ်သားဟာအသင်းအတွက်ပြိုင်ပွဲစွန်ကိုပထမဆုံး10ပွဲမှာ9ခုသွင်းတကိုဖန်တီးထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုအနီးကကြောင့်အကီဟာလာမယ့်စနေနေ့ပလစ်နဲ့အပွဲကိုလွှဲချော်တော့မှထည့်ပါတယ်။စလော့ကတော့အကီရဲ့အနီးကနဲ့ပတ်သက်လို့ဒေါသထွက်နေပါတယ်။ဒီလိုလိုရက်ကလှုပ်ဆောင်ဖို့မလိုအပ်ပါဘူး။အဲ့ဒါကယူသွက်တယ်နဲ့လို့ရပါပထမဆုံးအဝါကထိထားချိန်မှာအခုလိုမျိုးနောက်တစ်ဝါထိမဲ့အခြေအနေကိုမလို့တင်ပါဘူး။ဘာလို့လဲဆိုတော့ခမရအနေနဲ့ကိုယ့်စိတ်ကိုထိုင်းရပါမယ်။ပရီးမီးယားလိဂ်ဒါမှမဟုတ်ကမ္ဘာပေါ်ကဘယ်လိမှမဆိုခမရကစားမယ်ဆိုရင်ဘလောက်ခက်ခဲလဲဆိုတာကျွန်တော်သိပါတယ်။တကယ်လို့ခမရကတိုက်စစ်မှုဆိုရင်နောက်ခက်လူတွေကခမရကိုတားဆီးနိုင်ဖို့အရာအလုံးလှုပ်ဆောင်ပါပါ။ဒါပေမဲ့ခမရအနေနဲ့ခမရစိတ်ခံစားချက်ကိုထိန်းချုပ်တာကအကောင်းဆုံးပါမယ်။တကယ်လို့ခမရမထိန်းချုပ်နိုင်ဘူးဆိုရင်အဝါကပြခံရမှာပါ။ကျွန်တော်တို့ကလည်းပြီးခဲ့တဲ့ရာသီအဗာဒန်နဲ့ပွဲမှာအနီးကပ်ထိခဲ့ပါတယ်။အဲ့ဒါကအမြဲတမ်းယူချင်စရာပါပဲ။ဘာလို့လဲဆိုတော့ခမရအနေနဲ့စိတ်ခံစားချက်ကိုမထိန်းချုပ်တာကြောင့်အခုလိုပြသခံနေရတာပါ။ကျွန်တော်တို့ကိုပေါ်ထားပြီးပါပြီ။တကယ်လို့ချန်ပီယံလိဖိုင်နယ်မှာအခုလိုမျိုးကိုသွင်းလို့အောင်ပွဲခံမယ်ဆိုရင်နားလည်နိုင်ပါတယ်။ဒါပေမဲ့အခုလိုအခြေအနေမျိုးမှာအင်ကြီးချိုးအောင်ပွဲခံတာကမထက်တင်တာပါ။အဲ့ဒါကမလို့အပ်တယ်လို့ညံဟောင်းလာလည်းမဟုတ်ပါဘူးလို့စလော့ကပြောကြားခဲ့ပါတယ်